လူသားတွေရဲ့ယုံကြည်မှုဆိုတာဘယ်လောက်တောင်အကန့်အသတ်မရှိပြောင်းလဲနေတယ်လဲဆိုတာသင်သိပါသလားဒီနေ့မှာတော့အာကာသယာဉ်တွေကိုဖျားအဖြစ်ကိုးဝယ်တာကနေစပြီးကျောင်းတော်ကြီးထဲမှာအနားယူနေတဲ့နတ်ဖျားတွေအထိပါတစ်အုံနောက်ကိုခြားခြားလဲသွားစေနိုင်မဲ့ကဘာပေါ်ကအရိုင်းဆန်ဆုံးနဲ့အထူးဆန်းဆုံးယုံကြည်ကိုးဝယ်မှု၅ခုအကြောင်းကိုဖော်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မင်္ဂလာပါ JK Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ပါပဲကဲဒါဆိုဗီဒီယိုလေးကိုစတင်လိုက်ရအောင်ဗျာနံပါတ် 5 Flying Spaghetti Monster ဘာသာနံပါတ် 5 နေရာမှာရှိနေတာကတော့ Flying Spaghetti Monster ဘာသာကိုးကွယ်မှုပါပဲဟုတ်ပါတယ်သင်ကြားလိုက်တယ်လို့ပါပဲတကယ်ကို Spaghetti လို့ခေါ်တဲ့ခောက်ဆွဲ Monster ကြီးပါဒီကိုးကွယ်မှုကတော့အထူးခြားဆုံးဘာသာတစ်ခုလို့ပြောရမှာပဲဖြစ်ပါတယ်တကယ်တမ်းကဒီဘာသာကို2005ခုနှစ်မှာအမေရိကန်ပြည်ထောင်စုကBobby Henderson ဆိုသူကသိပ္ပံနည်းကျအခြေမြင့်မရှိတဲ့ဘာသာရေးအယူအဆတွေကိုလှောင်ပြောင်ဖို့ရည်ရွယ်ပြီးစတင်ခဲ့တာပဲဖြစ်ပါတယ်။သူတို့ကစัจ java လာကြီးကိုပြန်တန်းနေတဲ့ခောက်ဆွဲနှဆိုးကဖန်ဆင်းခဲ့တယ်လို့ယုံကြည်ထားကြပါတယ်။သူတို့ရဲ့နတ်ဖျားမှာမျက်လုံးနှလုံးနဲ့ခောက်ဆွဲအမြင်လက်မောင်းတွေပါဝင်နေပါတယ်။ဒီဘာသာဝင်တွေဟာသူတို့ရဲ့ဘာသာရေးအခမ်းအနားတွေကိုပင်နယ်ဓမြဝတ်စုံတွေဝတ်ဆင်ပြီးကိုလန်ဒါလို့ခေါ်တဲ့ခောက်ဆွဲစစ်တဲ့စကားပြားကိုခေါင်းပေါ်မှာဆောင်းပြီးဓာတ်ပုံရိုက်တာတွေရှင်မောင်းလိုက်စင်ရိုက်တာမျိုးတွေလှုပ်ဆောင်တတ်ကြပါတယ်။သူတို့အယူအဆရဲ့နိဗ္ဗာန်ပုံမှာတော့မီးတောင်တွေကနေဘီယာတွေစီးဆင်းနေပြီးအမြဲတမ်း stripper လို့ခေါ်တဲ့အခသမားတွေလည်းရှိနေတယ်လို့လည်းယုံကြည်ထားကြပါတယ်ဗျာ။နံပါတ် 4 Prince Philip Movement Pacific သမုဒ္ဒရာထဲကVanuatu ကျွန်းစုတန်နာကျွန်းပေါ်ကထူးဆန်းတဲ့ကိုးကွယ်မှုတစ်ခုပါပဲ။အဆိုပါကိုးကွယ်မှုကိုတော့Prince Philip Movement လို့ခေါ်ဆိုကြပါတယ်။ဒီနေရာကရွာသားတွေဟာဗြိတိန်ပြည်မာကြီးရဲ့ခင်မွန်းတော်ဖြစ်တဲ့မင်းသားဖိလစ်ကိုသူတို့ရဲ့ဘိုးဘွားစင်ဆက်ကတောင်ပေါ်မှာနေထိုင်ခဲ့တဲ့နတ်ဖျားရဲ့သားအဖြစ်ယုံကြည်ကိုးကွယ်ထားကြပါတယ်။သူတို့ရဲ့ဒဏ္ဍာရီအရာနတ်ဖျားရဲ့သားဟာအဖြူရောင်အသားရည်ရှိတဲ့အမျိုးသမီးတဦးနဲ့လက်ထပ်ဖို့ပင်လယ်ကိုဖြတ်ပြီးခီးထွက်သွားတယ်လို့ဆိုပါတယ်။1960ပြည့်လွန်နှစ်တွေမှာမင်းသားဖိလစ်စာဘုရင်မကြီးနဲ့အတူVanuatuကိုလာရောက်ပြီးလဲပတ်တဲ့အခါမှာတော့ဒီအဖြစ်ပြက်နဲ့ကိုက်ညီနေတာကိုတွေ့ရတဲ့အတွက်အဲ့ဒီအချိန်ကတည်းကစပြီးမင်းသား Felix ကိုစတင်ကိုးကွယ်ခဲ့ကြတာပါမင်းသား Felix ကွယ်လွန်သွားပြီးနောက်မှာလည်းသူတို့ရဲ့ယုံကြည်မှုဟာပျောက်ကွယ်မသွားပဲသူဟာသူတို့စီကိုဝိညာဉ်အဖြစ်နဲ့ပြန်လည်ရောက်ရှိလာလိမ့်မယ်လို့ယုံကြည်နေကြဆဲပဲဖြစ်ပါတယ်ဗျာနံပါတ် 3 Realismကဘာပေါ်ကအချမ်းသာဆုံးဘာသာတွေထဲကတစ်ခုဖြစ်တဲ့ Realism ကတော့သိပ္ပံနဲ့အာကာသအကြောင်းတွေကိုရောထွေးထားတာပဲဖြစ်ပါတယ်။ဒီဘာသာကိုဖန်တီးခဲ့သူ Klaus Berihorn လို့ခေါ်တဲ့ Rev က1983ခုနှစ်မှာ Elohim လို့ခေါ်တဲ့အစစ်မြစ်ဂျိုသားတွေနဲ့တွေ့ဆုံခဲ့တယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒီဂျိုသားတွေဟာသိပ္ပံပညာနဲ့လူသားမျိုးနွယ်ကိုဖန်တီးခဲ့တာဖြစ်ပြီးသူတို့က Rev ကိုဂျိုသားတွေနဲ့လူသားတွေကိုဆက်သွယ်ပေးမဲ့နောက်ဆုံး prophet အဖြစ်ခန့်အပ်ခဲ့တယ်လို့လည်းဆိုထားပါသေးတယ်။သူတို့ကခန္ဓာကိုယ်ကိုပုံတူပွားခြင်းဟာထာဝရအသက်ရှင်နိုင်မဲ့နည်းလမ်းဖြစ်တယ်လို့ယုံကြည်ထားကြပြီးအီလွန်ဟင်းဂျိုသားတွေမြေပေါ်ကိုဆင်းသက်ဖို့အတွက်ယေရုရှလင်မှာတန်တမန်အဖွဲ့ရုံးဆောက်လုပ်ပေးဖို့လည်းကြိုးပမ်းနေကြပါတယ်။ဒါအပြင်သူတို့ဟာလိမ်ပိုင်းဆိုင်ရာလွတ်လပ်မှုကိုအလွန်တန်ဖိုးထားတဲ့ဘာသာတစ်ခုလည်းဖြစ်ပါတယ်ဗျာ။နံပါတ် 2 Akoriလူတော်တော်များများသိမစိမ့်မဲ့ရင်းနှီးပြီးသားဖြစ်တဲ့ဘာသာတစ်ခုပါဒါကတော့အိန္ဒိယနိုင်ငံကအဂိုရီလို့ခေါ်တဲ့ရသိတွေပါပဲဒီဘာသာကတကယ်ကိုအရိုင်းဆန်ဆုံးလို့ပြောရမယ့်ဘာသာတစ်ခုပဲဖြစ်ပါတယ်သူတို့ဟာဟေလူနတ်ဖျားဖြစ်တဲ့ရှီဗာရဲ့ဂိုင်းခွဲတစ်ခုဖြစ်ပြီးနတ်ဖျားရဲ့အရိုင်းဆန်တဲ့ပုံစံကိုကိုးကွယ်ကြတာပဲဖြစ်ပါတယ်ကဘာပေါ်ကအရာအလုံးဟာမြင့်မြတ်တယ်လို့ယုံကြည်တဲ့အတွက်ကောင်းခြင်းစိုးခြင်းဆိုတဲ့ခွဲခြားမှုမျိုးမရှိဘူးလို့လည်းခံယူထားကြပါတယ်။သူတို့ရဲ့အဆုံးရောက်တဲ့ထုံးတဲ့စင်လာတွေအကြောင်းကဘာပေါ်ကအခုထက်ထိအံ့အားသင့်စရာမကုန်နိုင်တဲ့ဘာသာတစ်ခုပါပဲ။သူတို့ဟာတင်းကျိုင်းတွေမှာနေထိုင်ကြပြီးတိတ်ဆုံးသွားတဲ့လူသားအလောင်းကောင်တွေရဲ့အသားကိုစားသုံးခြင်းလူအယိုးကောင်းကိုခွက်အဖြစ်အသုံးပြုခြင်းလူပြာတွေကိုခန္ဓာကိုယ်မှာတုပ်လင်းခြင်းစားစီတို့ကိုပြုလုပ်ပြီးကျင့်ကြံကြပါတယ်။
ဒီလိုလှုပ်ခြင်းအပြင်ကိုကြောင်းရွံ့တက်တဲ့စိတ်ကင်းစင်အောင်လေ့ကျင့်ပြီးစိတ်ဝိညာဉ်ရဲ့လွတ်မြောက်မှုကိုရရှိနိုင်တယ်လို့ယုံကြည်ထားကြတာကြောင့်လည်းဖြစ်ပါတယ်ဗျာနံပါတ်1 Cargo Cast ဒီနေ့ဗီဒီယိုရဲ့ယူးကြောင်ကြောင်အနိုင်ဆုံးကိုးကွယ်မှုတွေတဲကမှအထူးဆန်းဆုံးယုံကြည်ကိုးကွယ်မှုကတော့ဒုတိယကမ္ဘာစစ်အတွင်းကပေါ်ပေါက်ခဲ့တဲ့ Cargo Cast လို့ခေါ်တဲ့ကိုးကွယ်မှုပဲဖြစ်ပါတယ်မယ်လနီရှာကျွန်းစုမှာနေထိုင်တဲ့ဒေသခံတွေဟာအဆိုပါကိုးကွယ်မှုကိုတက်ဝင်ယုံကြည်ကြတာပဲဖြစ်ပါတယ်အမေရိကန်နဲ့မဟာမိတ်တပ်ဖွဲ့တွေရဲ့တန်မိုးရှိတဲ့စစ်ဘက်သုံးဆိုင်ရာပစ္စည်းတွေဖြစ်တဲ့အစားအသောက်ဆေးဝါးလက်နက်စတာတွေကိုကာဂိုလို့ခေါ်ကြပါတယ်စစ်ကြီးပြီးမြောက်သွားတဲ့အချိန်မှာလေယာဉ်တွေနဲ့ကာဂိုတွေမရောက်လာတော့တဲ့အခါမှာတော့သူတို့ကအဲ့ဒီပစ္စည်းတွေဟာနဖျားတွေပို့လိုက်တဲ့လက်ဆောင်တွေဖြစ်ပြီးလူဖြူတွေကယူသွားတယ်လို့ယုံကြည်ထားကြတာပဲဖြစ်ပါတယ်ဒါကြောင့်သူတို့ဟာလေရင်ပြေးလန်းအတုတွေဝါးနဲ့လှုပ်ထားတဲ့လေရင်ပုံစံအတုတွေငကြက်ပုံစံ equipment ပုံစံစတာတွေကိုဝစ်ဆင်ပြီးစစ်သားတွေရဲ့စီးရေးလေ့ကျင့်ခန်းအတိုင်းလှုပ်ဆောင်ခြင်းဖြင့်နဖျားတွေစီကကာဂိုတွေပြန်လည်ရောက်ရှိလာအောင်လို့စုတောင်းပသတတ်ကြပါတယ်ဒါဟာခေတ်သစ်ပစ္စည်းတွေကိုဘာသာရေးပုံစံနဲ့ကိုးကွယ်တဲ့အထူးခြားဆုံးတာတကတစ်ခုအဖြစ်တည်ရှိနေစေဖြစ်ပါတယ်ဗျာဟုတ်ကဲ့ပါဒီကိုးကွယ်မှု၅ခုအကြောင်းကိုကြည်ပြီးတဲ့နောက်မှာတော့လူသားတွေရဲ့စိတ်ကူးစိတ်သန်းနဲ့ယုံကြည်မှုစွမ်းအားကဘလောက်တောင်အမှန်ခန့်စရာကောင်းတဲ့ဆိုတာသင်သဘောပေါက်သွားလိမ့်မယ်လို့မြင်မိပါတယ်ဒီဘာသာတွေတဲကမှဘယ်ဟာကသင်အတွက်အထူးဆန်းဆုံးဖြစ်နေမလဲဆိုတာကိုတော့ကွန်မန့်မှာသင်ရဲ့အမြင်ကိုပါဝင်ဆွေးနွေးသွားဖို့လည်းမမေ့ပါနဲ့နော်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလက်မလွတ်ရအောင် like and subscribe လေးပြုလုပ်ခဲ့ကြဖို့လည်းမေတ္တာရက်ခဲ့ချင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ